မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းတက်ဆက်နေကြဖြစ်တဲ့အောင်ဆောင်မွန်စကားဝိုင်းနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရှင်ကျမကတော့ရွှေကြီးပါဒီနေ့မှာတော့ဆက်ပိုင်တောင်သူတို့အတွက်လယ်ထဲမှာရိုတာရီပတ်တာပဲဖြစ်ဖြစ်ဒါဆေးဖြန်းပတ်မောင်းတာပဲဖြစ်ဖြစ်ပေါ့နော်ဒီအနောက်ဘက်ပါဝါလယ်ပတ်စနစ် PDO ဖွင့်လိုက်တဲ့အခါဒီဆက်အနောက်ပိုင်းကနေပြီးတော့ဒီတချောင်းချောင်းနဲ့အတန်ကျိန်မြည်ပြီးတော့ဒီတစည်းလုံးတုံခါနေရမျိုးတွေကြုံမှုပါဒီလိုဖြစ်နေတာကိုမောင်းလို့ရသေးရပဲဆိုပြီးတော့ဒါကျိုးဆက်မောင်းလိုက်မယ်ဆိုရင်ဆက်ကောင်းပိုင်း PDO စနစ်ထိပါကျိုးထွက်သွားတတ်ပါတယ်ဒီလိုမျိုးတုံခါကြီးရဲ့အဓိကတရေခံဖြစ်တဲ့မြောက်ကောင်းချက်အကြောင်းကိုဒီနေ့မှာကိုရဲထွန်းနဲ့တူဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲထွက်ပါခင်ဗျဟုတ်ကဲ့ပါကိုရဲထွန်းဒီဆက်နောက်ကနေ PDO လက်ပတ်တဲ့အခါဒါတုံခါပြီးတော့အတန်မီတာပေါ့နော်ဒီမြောက်ကောင်းချက်နဲ့ဒါဘယ်လိုမျိုးဓာတ်ရိုက်ပတ်သက်နေရလဲရှင်ပတ်သက်တာပေါ့ဒီဓာတ်ရိုက်ပတ်သက်တယ်လို့ပြောလို့ရတယ်နော်ကျွန်တော်တို့ဒီမြောက်ကောင်းချက်ဆိုတာကဒီဆက်ကောင်းရဲ့ PDO ဝင်ရိုးနဲ့ဒါအနောက်က joint တန်ကိုဒီပေချာလေးချိတ်ဆက်ပေးထားတဲ့အဓိကနေရာဖြစ်တယ်ပြီးတော့သူကဒါ10မိနစ်ကိုအပတ်ရရာနဲ့ချီအောင်လို့ဒါအချိန်ပြင်းပြင်းနဲ့ပတ်လဲပတ်ပေးနေတယ်အဲ့တော့တကယ်လို့ဒါဘယ်လိုပြောရမလဲဒီမြောက်ကောင်းရှက်ရဲ့ခွစွတ်နေရာကဒါကွေးကောက်နေဖြစ်စေဒါမှမဟုတ်ကျွန်တော်တို့ဒီဝန်ကိုအလွန်အကျွံယုံသွားလို့ဒါဝင်ရိုးတန်ကနည်းနည်းလေးဒါလိန်နေပြီဖြစ်စေပေါ့ဗျာအဲ့ဒီအချိန်မှာသူလဲတဲ့အခါဒီဘဟိုမကြတော့ပဲဖြစ်ပြီးတော့ဒါဝဲလဲသွားတတ်ပါတယ်ခင်ဗျာသူကဒါဆိုရင်ဒါဝင်ရိုးကိုတဲ့မလဲပဲနဲ့ဒါဝဲလဲသွားတဲ့အတွက်ဆက်တစ်ခုလုံးကိုလိုက်ပြီးတော့တောက်ခါစီရမျိုးပေါ့နော်မှန်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုတုံခါမှုမျိုးကတော်တော်ကြီးပြင်းထန်လာပြီဆိုရင်ဒါမြောက်ကောင်းရှက်တင်ပြည့်စည်သွားမှာမဟုတ်ပါဘူးခင်ဗျာသူ့အနားမှာရှိတဲ့ချက်ချီကဘောတွေပါဒါချီမွတ်သွားစေမှာပဲဖြစ်ပါတယ်ဒါအဆိုးဆုံးကတော့ဗျာကျွန်တော်ဒီတုံခါမှုတန်ကဒီဆက်ကောင်းအထီကိုရိုက်ခတ်လာပြီးတော့ဒါ PDO ဂီယာသွားတွေနဲ့ဘောတွေကိုဒါရိုက်စားပြီးတော့ဒီဂီယာအုံတစ်ခုလုံးမှာဒါဘယ်လိုပြောမလဲဟိုပြည့်စည်သွားနိုင်ကွက်ထွက်သွားနိုင်တယ်ပေါ့ဗျာဟုတ်ကဲ့ဒါဆိုရင်ပစ္စည်းတစ်ခုတည်းကောက်တာနဲ့ဒါအထဲတွေကဂီယာအုံတွေထိပါဒုက္ခရောက်တတ်တာပေါ့နော်အဲ့ဒါဆိုရင်ဒီဆက်ဆရာတွေနဲ့တောင်သူတွေအနေနဲ့ဘာလို့တတိထားတင်တယ်လဲရှင်တတိထားမယ့်အချက်ကလေးတွေကတော့ရှိတယ်ဗျနှစ်ချက်ထဲပါပဲကျွန်တော်ပထမအချက်ကဒီဆက်မောင်းနေနေပေါ့နော်ဒါပုံမှန်မဟုတ်တဲ့အတန်နေမိတာအမတုံခါမှုတွေရှိတာဆိုရင်ကျွန်တော်ဒါဆိုအတင်းမောင်းတာမျိုးမလုပ်ဘဲနဲ့စောက်ခဏရက်လိုက်ပါရက်ပြီးတော့ကျွန်တော်တို့ဒီမြောက်ကောင်းရှက်တွေကိုနေသလားချောင်းနေသလားဆိုတော့ဒီပြချာလေးစစ်ဆေးရပါမယ်ခင်ဗျဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီမြောက်ကောင်းရှက်ကိုအစ်စ်လဲတက်ဆင်တော့မယ်ဆိုရင်ဒီဝန်ပြီးတဲ့ဒဏ်ကိုခံနိုင်ရရှိတဲ့ဒီတန်သားတိတ်ပြီးမှုမြင်မာပြီးတော့ဒါအလွန်မှာကြောတဲ့အည်သွေးမျိုးမဖြစ်မနေတာရွေးချယ်ရပါဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့လည်းကျွန်တော်ဒီတန်သားပြော့တယ်ဆိုလို့ရှိရင်ဒါဝင်ယုံတဲ့အခါအသွားတွေကဒါလိန်ပြီးတော့ဒါခုနပြောခဲ့တဲ့ဒါအတန်တွေကပြန်ပြီးတော့မြည်လာအောင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုရဲထုတ်ဒါ PDO စနစ်တုံခါတာကိုဒါပေါ်စာမိလို့ရှိရင်ဆက်ကောင်းတွေကဂီယာတွေအထိပါဒုက္ခရောက်တတ်တာကိုတခြားလေးဘုံပြရသွားပါပြီလုပ်ငန်းခွင်မှာဆက်တန်ငိမ့်ငိမ့်နဲ့အားပြည့်မောင်းနိုင်မှုအတွက်မြောက်ကောင်းချက်ရဲ့အနေအထားတွေကိုဂရုစိုက်ကြဖို့တိုက်တွန်းချင်ပါတယ်ရှင်ကွဲထုတ်အနေနဲ့ရောဗာလင်းမြန်အကြံပြုခြင်းသေးလဲရှင်ဟုတ်ကဲ့ပါကျွန်တော်အတူချုံအကြံပြုပေးခြင်းတဲ့အရာလေးကတော့ကျွန်တော်ဒီတုံခါမှုကိုတတိပြုပါဝင်ရုပ်ဖြောင်းမှတ်မှုကိုတိတိကျကျလေးစစ်ဆေးပါဒါအားလုံးပဲလုပ်ငန်းခွင်မှာဆက်စွမ်းအားအပြည့်နဲ့မောင်းနေနိုင်ကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်